ဒီကောက်မပြီးတော့9စက္ကန့်ထိန်းထားနိုင်အောင်နဲ့တသိန်းရမှာကဲဒီနေ့ကျွန်တော်ကို challenge တစ်ခုခေါ်ထားလိုက်ပါတော့ဘာ challenge လဲဆိုတော့ကျွန်တော်တို့ဝါလဲဘာလဲမင်းချင်းလဲခေါ်တာငါပဲ ငါ့ကိုစိန်ခေါ်တဲ့လူပဲဒီနေ့ကျွန်တော်ကိုခေါ်ထားတဲ့ challenge ကတော့ဒီကောက်မမှာပေါ့နော်ဒီကောက်မပြီးတော့9စက္ကန့်ထိန်းထားနိုင်အောင်နဲ့တသိန်းရမှာမထိန်းထားနိုင်ဘယ်လောက်ပေးရမှာ မထိန်ထားနိုင်9000ပဲပြန်ပေးရ 9000ပဲပေးရမှာ 9000ပဲပေးရ ကြိုက်သွားပြီလာငါမပြီးရင်နင်လဲမမှာနော် မ โอเคတောက်ကြရပဲလား ဟုတ်ကဲ့ ကဲ9စက္ကန့်မအောင်နဲ့အလကားတသိန်းရမှာဗျာ အကျွိုင်း9000ပဲပေးရမှာ ရတယ်ဒါကကျွန်တော်တယောက်တည်းတွေမဟုတ်ဘူးတဲ့မြန်မာတိုင်းနိုင်ငံလုံးကြိုက်တဲ့လူလာမလို့ရတယ်โอเค1 2 3ဒါပဲလား မုံလက်ချောနေလို့ လက်ချောတကယ်မပြီနော်အတီမပြီနော် ဟုတ်အတီပဲမတော့ 1 2